29ရက်နေ့မဲ့မမြင်တူရှင်လုကာခရစ်ဝင်အခန်းကြီး18ခန်းငယ်35မှ43အထိအမလေးဘာဖြစ်နေကြတာလဲ ဒါလည်းမြို့သားယေရှုကိုသိရမလားခုတူလာနေတာ ယေရှု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 ကယ်တင်ရှင်ယေရှုကျွန်တော်ကယ်ပါဦးယေရှုရဲ့ငါဘာလုပ်ပေးရမလဲကျွန်တော်မျက်စိပြန်မြင်နေပါတယ်အဘရဲ့ယုံကြည်မှုကအဘကိုကယ်လိုက်ပြီငါမြင်ပြီငါမြင်ရပြီငါမြင်ရပြီ ယေရှုကတကိုးကြည့်လိုက်တာ နံပါတ်1ယေရှုကိုငါအတွက်ဘာလုပ်စေခြင်းသနည်းနံပါတ်2လူတွေကိုသူတို့၏လိုအပ်ချက်မေးဘူးသလားဘာကြောင့်မေးရတယ်လဲအဘယ်ကြောင့်မမေးရတာလဲနံပါတ်3ငါသည်လိုအပ်ချက်များအတွက်ချက်ချင်းဘယ်လိုဆုတောင်းသလဲ